အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဈေးသွားဝယ်မှာဖြစ်ပါတယ်สวัสดีค่ะอะไรกันรู้สิ รู้เลยรู้สิ不也不နှကွင်းနဲ့ကျမပါရှင်ရှားဒီဥတို့ကတအားတာရတော့လှပတော့ကိုယ်စီရတကယ်တော့အိမ်နဲ့နီးနီးလေးရလမ်းလျှောက်သွားရင်10မိနစ်ပဲဒါပေမဲ့နေလေးပူတော့ကားလေးငှားပြီးတော့ခုရောက်သွားပြီကျမမက်ခရိုထက်ဆိုင်ကိုယ်စီကိုကြိုက်တယ်ဒီနေ့ကဘာတွေဝယ်မှာလဲဆိုတော့ဝမ်းပေါ့မီဒီချက်စားဖို့အတွက်လိုတာလေးလာဝယ်တာပါရှင်ဗီဒီယိုသူရိုက်ပေးမယ်ဆိုပြီးဖုန်းလာလူတော့မလိမ်မော်ဒီလှလို့လိမ်မော်ဒီအရှင်ဝဲမင်းလေးလာတော့ညာလေးစားတဲ့ကွယ်လမ်းမနေဝဲမမိုးပေါင်းစုံဝယ်အများကြီးဝယ်ခဲ့တယ်ခန်းချင်ဒီရမပါမဖြစ်ဒီနာပါကပ်ပစ်လည်းမပါမဖြစ်ငါ့ဖြူကတော့ chicken stock ထဲမှာထည့်လို့ဆိုပြီးဝင်လာပါတယ်စိတ်ရောတော့ချက်တော့မရဲ့ဒီဝယ်တယ်ကိုရ spinach ကိုဟိုစီရလေးမာခရိုတက်လို့ငါးတွေပစုံနဲ့တအားစုံတအားပေါ်တယ်ပေါ့နော်ဒါပေမဲ့ကျမဒီတစ်ခေါက်တော့မဝယ်ပါဘူးရှင်ချက်ပြုတ်ကြီးလုပ်ဖို့ချက်တကောင်လုံးရဲ့ frame ပေါ့နော်တကောင်ဝယ်ခဲ့တယ်ဒါဝတ်သားချိတ်ထားတာဒါဝတ်သားလွှာပြီးတော့မှဦးကဒါစားခြင်းနဲ့ဆိုလို့ဝယ်ပေးတယ်အိမ်မှာကင်ချီကုန်နေတော့ကင်ချီလည်းဝယ်ခဲ့တယ်ပြီးတော့တတိယသွားလို့ပန်းမွင့်စိမ်ကြီးသွားဆွဲတယ်ပြီးတော့ဖရဲသီးတွေလက်လက်ဆက်ဆက်ခွဲနေတာတွေ့လို့ဖရဲသီးယူလိုက်ပါတယ်ပြီးတော့ဒါတူနာကတော့ဟို mineral water နဲ့စိမ်ထားတဲ့ဟာပဲစားဖြစ်တယ်ပေါ့နော်ပြီးတော့တိုပူးနဲ့ပဲပြားလေးယူလိုက်ပါတယ်ရှင်ဒါကတော့ပေါင်မဝယ်ဖို့အရှိကိုကျမသမီးရစ်နေတာပါมารู้มาအမောပေါင်းမျိုး165မျိုးလောက်ကြီးရဲ့အချိန်မှာတော့သူတို့ချင်းနဲ့ပေါင်းလို့ရသွားပါဘူးဒါတော့မှဒီပုံနဲ့အတိုင်းစားခြင်းဆိုပြီးညဘယ်နှလုံးလဲနည်းနည်းလုပ်ပြမယ်လဲပူနာနဲ့လုပ်ပြမယ်လဲရှင်ပါရှင်အားလုံးပေါင်း900ကျော်ကျပါတယ်ကားကတော့ပြန်နေဆို1000ပါရှားဒီဥကတော့ so fine ပါအိမ်မှာကားဆောင်ရင်းနဲ့သူ့ကိုတပ်ပုံရိုက်ပေးရပါသေးရဲ့ရှင်ရှားဒီဥက fine ပါတယ်ဆိုမှကျမတို့ကားလဲရရင်ဘဝကြီးကြရအရင်တော့ယူဖို့အိမ်မှာကားပေါ်အမြန်တက်ရပါတယ်ဆိုမှသူ့အိတ်ကိုစားချောင်းနေသေးတယ်ကျမတို့ဝယ်ဖရရဆိုလဲ မို့ရလို့ဟုတ်လားဒါကတော့အိမ်ပြန်နေတာပါအိမ်နဲ့တအားနီးပါတယ်တော်တော်နီးတာပါအိမ်ရောက်ပါပြီရှင်အဲ့တကားသူမမဖွင့်ကျမတို့ဝင်ခွင့်မရှိပါဘူးထွက်သွားတဲ့ကောင်လေတကားဖွင့်တန်းလန်းတက်တာပြေးပြသေးတယ်ပြီးအမတကားပိတ်တာလဲသူပဲပိတ်ပါတယ်ရှင်တယောက်တည်းကိုရှုပ်နေရမယ်နော်ပြန်ရောက်ချင်းဘိုက်ကအရန်စားနေတော့အထုတ်ချပြီးတော့ထမင်းစားဖို့ပြင်ပါတယ်ဘိုက်ကအရန်စားတော့လှလှပပလည်းမပြင်နိုင်ပါဘူးဒီနေ့လည်းအဲ့လိုပဲဆွဲဖြတ်လိုက်တာပါပဲဒီနေ့ကဆန်လုံးညိုကိုမုံလာဦးရမ်းချင်သည်ဘဲသီးစိမ့်နဲ့တူနာတို့ထည့်ပြီးချက်တာစားပါတယ်ကျမလည်းမဟုတ်ဘူးကျမသမီးလည်းတအားဘိုက်စားနေပုံပဲစားနေတာကြည့်ပါဦး
မင်းစားပြီးတော့ဝယ်လာတဲ့အထုပ်ကိုဖောက်ပါတယ်ဒီတစ်ခါဝယ်လာတဲ့ဟာတွေကနေအကုန်လုံးဖောက်ပပနဲ့လွယ်လွယ်ကူကူပြင်ဆင်ပြီးစားလို့ရတဲ့ဟာလေးတွေဝယ်လာတယ်အနောက်မှာတန်လင်းစီပလင်းတွေ့လားကျမဒီရက်ပိုင်းမနက်ကိုတန်လင်းစီနဲ့လက်မွန်နဲ့ short တွေတောက်နေပါတယ်ရှင်အဲ့ဒါတွေတောက်ပြီးရင်ကျမတအားလှလာတော့မှနော်လည်းကားစားတာပါလှမလှတော့မသိဘူးမနက်အိမ်သားတက်ရင်တော့အရင်အဆင်ပြေ so smooth ကျမလေးအဝတ်စားတွေပါဝယ်ရင်သားလေးပြင်းတာစိတ်မရှိတာဒါမျိုးစားတောက်တွေဝယ်ရရင်အားပြော့ဝယ်ဖို့သွားတဲ့အချိန်မှလည်းပြောတယ်ဝယ်နေရတဲ့အချိန်မှလည်းပြောတယ်ခုလိုဝယ်လာပြီးရင်အိမ်ကကောင်တာပေါ်မှာတင်ပြီးတော့အဲ့လိုကြည့်ရတာလည်းကျမပြောတယ်အဲ့လိုအယောင်သွေးစုံနဲ့အစားတောက်မျိုးစုံကကျမစီမှာရှိတယ်ဆိုတော့အဲ့လိုအတိအကျမတအားကြည်ရွှင်စေတယ်ရှင်ကြည့်ပါအောင်ဘလောက်လှလဲစကားမဆက်အဲ့ချက်ကလေးအဲ့ဒါ12ပတ်ပို့သီလားတအားတန်တာနဲ့ကျမအဲ့ဒါကိုပြုတ်ရည်လုံးမှာပြုတ်ရည်ဒီမှာကြည့်လုံးလဲဆိုတော့အဲ့ချက်ကိုရေနွေးနဲ့တခြားဆေးပြီးတော့မုံလာဥဖြူရဲ့ချက်သွန်နီရဲ့ချင်းရဲ့ထည့်ပြီးတော့အရှိုးတွေကြတဲ့အထိပြုတ်လိုက်တာအဲ့လိုပြုတ်ပြီးရေခဲတတာတဲ့ထည့်သိမ်းထားရင် hot pot ပဲလှုပ်စားခောက်ဆွဲပြုတ်ပဲစားကုန်စင်ပြေတယ်ကဲနောက်နေ့ကစပြီးကျမရဲ့ငပြင်းချက်နေများလာမှာမို့ဆက်ပြီးတော့အားပေးကြပါအောင်ရှင်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အတွက်တော့တတ်တာ